စွန်စားဖို့အတွက်တတ်သိရှိပါဘဝကမျော်မှန်းမရတဲ့ခရီးတစ်ခုပါမနေ့ဖြန်ဘာဖြစ်မှမသိပဲဘဝကိုရှေ့ဆက်ရပါတယ်အဲ့ဒီအတွက်စွန်စားဖို့အခွင့်အရေးတွေကိုတွေ့လို့ချင်းရတတ်သိတစ်ချက်လိုအပ်ပါတယ်တတ်သိဆိုတာကကြောက်မက်စရာမရှိပဲလမ်းထဲကိုခြေတော့ထက်နေစွမ်းပါတတ်သိရှိသူကကိုယုံကြည်တတ်သူအမားလို့ရင်ဆိုင်ပြီးပြန်တက်နိုင်သူစိတ်ထားကကြောက်ရွံ့ချက်ကိုအားနည်းချက်မဟုတ်ပဲစူးစမ်းဖို့အားပေးတဲ့ဘုဒ္ဓတာဖြစ်စီတတ်သူပါငါမလို့ဘူးဆိုတဲ့စိတ်ကပိုင်ဆိုင်မှုကိုကန့်တတ်ပေးရပါတယ်ဒါပေမဲ့တတိရှိသူကယုတ်နှံစိတ်ကြီးပြန်ပြီးစမ်းတက်တတ်ပါတယ်စွန်စားခြင်းဟာဘဝကိုအမှန်တကယ်အောင်မြင်စေတယ်အောင်မြင်မှုဒီအလွယ်မရနိုင်တဲ့အလွန်အန္တရာယ်များသောအရာဖြစ်သည်စွန်စားတဲ့စိတ်နဲ့စူးစမ်းရင်အခွင့်အလမ်းတွေထွက်ပေါ်လာပါတယ်မိမိတို့အကောင်းဆုံးရလက်ကိုရရှိခြင်းတော့တစ်ချက်ပျော်ရွှင်တဲ့နေရာကနေထွက်ဖို့လိုပါတယ်လက်ရှိအခက်အခဲတွေကိုရှောင်မလားဆိုတာရွေးချယ်ဖို့လိုပါတယ်စိတ်ထဲကကြောက်ရွံ့ချက်ကကိုကောက်ကွယ်ပေးမဲ့မကောင်းတဲ့အရာမဟုတ်ပါဘူးအဲ့ဒီကြောက်ရွံ့ချက်ကိုကြော်လွန်ပြီးအရေးယူတဲ့သူသာအနာဂတ်ကပေးလာမဲ့အကျိုးတွေကိုခံစားရပါမယ်တတိရှင်တိဆောက်ပါတင်းငယ်တဲ့အရာကနေစော့တယ်မှာတင်းငယ်တော့မှုမှာတစ္ဆာရှိပါလှုပ်တဲ့အရာတိုင်းတိုးတက်မှုကိုပြပါပြင်းပလာတော့စိတ်ဆန္ဒရှိပါစေအားနည်းချက်တွေအမောက်တွေအတွက်တတိရှိတာဝန်ယူပါမရှောင်ပါနဲ့တင်ယူပါလူတွေမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာများကိုမကြာခဏအခွင့်အရေးတွေကိုဖန်ယူပြပါမလုံချင်တဲ့အရာများကိုစူးစမ်းလုပ်ပါအခက်ခဲတိုင်းမှာပညာရအောင်ယူပါအမှားတိုင်းသင်ခန်းစာယူပါလူတွေကတင်ကိုအမြင်အားပေးမဲ့ကြိုးတိုးမဲ့လမ်းပြပေးမဲ့လို့မယုံကြည်ပါနဲ့လူတွေကကဲရဲ့ဝေဖန်ပြစ်တင်ကြတယ်ကိုဘူရာကိုပြောင်းခြင်းရင်တတိတိဆောက်ပါကြောက်ရွံ့ခြင်းကိုအားနည်းခြင်းမကြည့်ပါနဲ့ကြောက်ရွံ့ခြင်းကိုရင်ဆိုင်ပြီးစမ်းသက်ခွင့်ယူပါစွန့်စားမှုတတိရှိတဲ့သူပဲအောင်မြင်မှုကိုဖန်တီးနိုင်ပြီတတိရှိပါအခွင့်အရေးတိုင်းကိုရအောင်ယူပါကြီးစွာပေးတဲ့သူတိုင်းကိုအထူးကျေးဇူးတင်ပါတယ်မူရင်းရေးသားသူဟာ BBK Burmese မှာအထူး credit ပေးပါတယ် like share follow လေးလုပ်ပေးသွားကြပါအောင်နော်